ဒီဆိုတော့ဒီကခင်ဗျားစနှစ်ရဲ့ဦးနောက်အကျုံးဖို့ပေါ့နော်ဆိုတော့သူကဘာကောင်းစင်လဲဆိုရင် K food ဆန်တော့ဒီ Korean food လုပ်ငန်းပေါ့နော်ဆိုတော့ကိုရီးယားစားစာလုပ်ငန်းသူကဒီမှာဘာကြောင့်ပြောမလဲဆိုလို့ရှိရင်ဒီမှာဦးဆုံး 한국 음식에 대한 이 코리아 사상에 받다비로 세계인의 관심이 그마lon가 그마도 그마다리거나 그마lon가 둘이의 관심 세계 자무리가 높아지면서 몇 달 나비로 최근 들어 한국의 식품 산업은 그 레들로디 메자디 킹간이 사비로 보노 최근 들어 저 메자디 미간이 사비로 한국의 식품 산업 코리아의 사단 동네가 크게 성장하고 있습니다. 띠띠다다고 성장치된 수야가 지가 두달라니 말이래 디 코리아의 사다리에 받다비로 저 그마lon가 둘이가 세계 자무리 냐비나비로 그 메자디킹 진가이 사비로 코리아 사다리가 솔루션이 너하고 띠띠다다고 두달라니에 지만라니데 이거 저 김치 불고기 비빔밥 김치 불고기 아다빈 비빔밥 이들의 타민떡 뼈시인 떡볶이 외에도 떡볶이 아찐고래 한국의 코리아의 라면, 가오쇠리, 만두 소시라가 파토왕 번호 루시김 이니를 등의 쌀알의 수출이 템포보리가 꾸준히 디자인만마고와 증가하며 또냐라비로의 키푸드 산업이 코리아 사다론가 큰 주목을 받고 있습니다. 찌마의 주목을 받다자가 아영사이무고 케니야바리 너비에 가자 루시니 한국의 라면은 코리아의 카오쇠가요. 코리아의 카오쇠리고 보너 현지인의 입맛에 맞는 이 현지인이 뚜루의 디다게 아니고요. 잠시 코리아 요리의 입맛 그중에 맞는 까이니 아고요. 코리아 요리의 야다캔 생리네 야다캔의 뚜루 그린의 까이니 아 다양한 맛과 묘묘도 야다리네 종류 묘묘도 묘사리의 편에 글로벌 인지도 글로벌 인지도를 글로벌 인지 솔루션이 그마lon가 요리 뭐너 글로벌 인지도지 그마롱 사야 루디냐 호리고래 높이고 있습니다. 미드니 말에 들어가 리드로의 카우스리고 되게로 리드로의 코리아 요리의 그린의 번호 까니 안루스고요. 묘사리 안야지 야다리 안야지 번호 묘사 소송이 야다 소송이 털어비로 이제 화롱가 요리지가 레디라고 짜이니다래 번호 저 짜이네다 진고 칸이야 말이래. 2024년에는 리그라운에서 리군의 마솔루션을 수출액 디라리의 토공단 부분을 처음으로 처음 아니네. 2024မှာတဲ့သူတို့ရဲ့တင်ပို့မှုငွေပမာဏကိုစုချူရဲဆိုလို့ရှိရင်ဒီပစ္စည်းတွေကိုနိုင်ငံသားကိုတင်ပို့လိုက်တဲ့တင်ပို့မှုပမာဏက처음으로ပထမဦးဆုံးအနေနဲ့ 10억 달러ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့1ဘီလီယံကျော်သွားတယ်ပေါ့နော်ဆိုတော့1ဘီလီယံကိုကျော်သွားခဲ့ပြီးတော့돌파하였습니다ဆိုတာကကျော်လွန်သွားခဲ့ပါတယ်တဲ့နောက်ပြီးတဲ့အခါကျရင်ဒီရုံးမှာရုပ်ရှင်기생충 소리의 요시모노 에이 파라사이트 소리의 자가리 에이 자가리만 나왔던 빠라게리 짜파구리가 이 짜파구리 소리의 카우스리 뭐죠 되게로 짜파구리가 불변의 솔루션이 얘는 짜파구리 소리의 이 카우스가 띠단시라 뭐하고 띠단시라 뭐하고네 누가 발리를 저 인트로의 이 백하우스네 베네자 카우스고 뭐노 여기로 사야 저 아니 기생충소에 이 파라사이트의 요시네 마고노 에 요시네 마 디 백하우스네 들의 백하우스네 베네자 카우스고 요사의ဇဝင်ခံကြီးပေါ့ဆိုတော့အဲ့ဒီဇဝင်ခံတွေမှာပါလာတဲ့အတိုင်းလူတွေကလိုက်ပြီးတော့လှုပ်ရှားကြတယ်ဆိုတော့အဲ့ဒီဇဝင်ခံကပါလာတာကြောင့်လို့လူတွေနောက်ပိုင်းဒီရောက်မှာစိတ်ဝင်စားလာပြီးတော့လိုက်ပြီးလှုပ်ရှားကြပြီးတော့ဒီ짜파구리ဆိုတဲ့가상품으로 짜파구리ဆိုတဲ့공제시 어떤 의미네 보노 출시되기도 하였고 털피သွားခဲ့ပြီးတော့ ဒီမှာ 출시되다 사진도 털로래 보노 짜파구리 카우스고 털로ဖြစ်သွားပြီးတော့ 불닭라면 시리즈는 이 불닭 보노 다မြန်မာ말의 나메지 봐요. จำ미다오 카우스고 보라라. 이 불닭라면 보노 จำ미다오 카우스 소리 시리즈 이 จำ미다오 시리즈 보노အဲ့ဒီ 카우스가လေ SNS ဒီ social media ပေါ်မှာ SNS မှာဆိုရင်အများကြီးပါမယ် Instagram TikTok Facebook တန်ရွေးအများကြီးပါတယ်เนาะဆိုတော့ဒီလိုနေရာတွေမှာ 불닭 challenge ဒီအဆက်စားရဲ့ challenge တွေလုပ်တာပေါ့နော်ဆိုတော့ဒီ 카우스의အဆက်ကိုဘယ်လောက်ထိစားနိုင်လဲဆိုရင်အဆက်စားရဲ့ challenge တွေကိုလုပ်ပြီးတော့အဲ့ဒီ challenge တွေရဲ့ 확장 소리가 자요. 디마소리 삐안나무 번호 디 챌린지 롱데 삐안나무리 등에 사야리나 힘이 뭐 사회
ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ပြန့်နှံ့မှုတွေကြောင့်ဟိုနှစ်တာဆိုတာကကြတော့ဒီຢာတွေကနေပြီးတော့ဘာဖြစ်လာလဲဆိုရင်အထောက်ပံ့နေရလာတယ်နောက်လို့ရှိရင်အရှိန်ရလာတယ်ပေါ့နော်ဆိုတော့အရှိန်ရလာတဲ့အထောက်ပံ့ရလာပြီးတော့해외 시장에서 이ပြည်ပဈေးကွက်မှာလည်းပဲ입지를 굳혔습니다. 입지를 굳히다ဆိုတာနေရာအခိုင်အမာရရှိလာခဲ့ပါတယ်တဲ့ဆိုတော့ဒီစာကြောင်းလေးကကြတော့ဒီရုပ်ရှင်ထဲမှာပေါ့နော်ပထမဆုံးတပ်ဖာကူတွေကိုပြောထားတာဒီရုပ်ရှင်기생충ဆိုရဲ့အဲ့ဒီရုပ်ရှင်ထဲမှာတပ်ဖာကူတွေခောက်ဆွဲစားတဲ့ပုံစံလေးပေါ့နော်ခုနကပြောတာအဲ့ပဲခောက်ဆွဲနေပင်လင်စာခောက်ဆွဲကိုရောစားတဲ့ဇဝင်ခန့်အဲ့ဒီဇဝင်ခန့်ကြောင့်သူတို့ဒီခောက်ဆွဲကနာမည်ကြီးသွားတယ်ပေါ့နော်နာမည်ကြီးသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီနှစ်ခုပေါင်းဆက်တဲ့ပုံစံလိုမျိုးထုတ်ကုန်သူတို့စပြီးတော့ထုတ်လုပ်ဖြစ်သွားတယ်နောက်ပြီးတဲ့အခါကျတော့ဒီ product series ပေါ့နော်အဲ့ product ခောက်ဆွဲ product design နဲ့ခောက်ဆွဲတွေပေါ့ဒီခောက်ဆွဲတွေကနာမည်ကြီးလာပြီးတော့ဒီ social media တွေပေါ်မှာ YouTube တို့ TikTok တို့ဒီဓာတ်တွေပေါ်မှာchallenge တွေလုပ်တာကြရပေါ့နော်အဆက်ဘယ်လောက်စားနိုင်လဲဆိုရင် challenge တွေလုပ်လာကြဆိုတော့ challenge လုပ်ပြီးဆိုကြတဲ့ကဒီသူတို့ရဲ့ကုန်ပစ္စည်းကိုလူတွေကဝယ်ကြတော့မှာပဲလေဝယ်ပြီးတော့စားကြတော့မှာပဲလေဆိုတော့ဒီလိုမျိုး challenge တွေလုပ်ရကနေပြီးတော့ဟင်းမိပေါ့အားရလာတယ်အရှင်ရလာတယ်ပေါ့နော်ဆိုတော့ဒီသူတို့ရဲ့ထောက်ကုန်ကအရှင်ရလာပြီးတော့ဟဲဝဲရှိကြောင်ပြပဈေးကွက်ထဲမှာလည်းပဲဒီကြည်တဲ့ကချော့စင်မီတာနေရာတနေရာကိုအခိုင်အမာရယူခဲ့ပါလေတဲ့နောက်တစ်ပိုက်ကကြတော့한편 뜻하면 레벨 한국의 금도 코리아의 예니가 레벨 세계적인 사랑 세계인의 리더마노나 두에게 사랑을 받고 있습니다. 짱네 떠무고 야신이다. 2023년 2023년에는 나라운드사 덩kun의 마술이 수출액이 리더의 토고တင်ပို့မှုတန်လို့ပေါ့နော်2023ခုနှစ်မှာတို့ရဲ့ဒီကုန်ပစ္စည်းကိုထုတ်လုပ်လိုက်တင်ပို့လိုက်တဲ့ဒီတင်ပို့မှုတန်ဖိုးပမာဏကဆိုလို့ရှိရင်1조 원을ဆိုလို့ရှိရင်여기에 1 trillion 10 billion ပေါ့နော်ဆိုတော့1 trillion ဆိုလို့ရှိရင်10 billionကို넘어ကျော်သွားပြီးတော့단일 수상식품으로 너가 그10 billionကိုကျော်သွားခဲ့ပြီးတော့단일ဆိုတာကကြတယ်ဒီမှာတစ်ခုတည်းသာလင်းဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါနိကကြဒီရာသာလင်းဒီတစ်ခုတည်းသာလင်းတီးတန့်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့စူဆောင်းရှစ်ဖုံးဆိုလို့ရှိရင်ရေထွက်ကုန်ပစ္စည်းပေါ့နော်ဒီမှာတခုတည်းသောရေထွက်ကုန်ပစ္စည်းပေါ့ပင်လယ်ကနေထွက်လာရင်တခုတည်းသောရေထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သွားပြီးတော့ရုပ်သေးချဲတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီသူတို့ကဒီရေညစ်အကြောင်းကိုပြောနေတာပေါ့ဆိုတော့ရေညစ်ကလည်းပဲဒီတခြားနိုင်ငံကသူတွေရဲ့ချစ်ခင်မြတ်တမှုကိုရရှိပြောဆိုလူကြိုက်များနေတယ်ပေါ့နော်2023ခုနှစ်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီရေညစ်ကိုတင်ပို့မှုထုတ်ကုန်ပမာဏကပဲဒီ1 to 1ဆိုလို့ရှိရင်10 billion 1 trillion ပေါ့နော်ဆိုတော့1 trillion ကိုကျော်သွားပြီးတော့တခုတည်းသောရေထွက်ကုန်ပစ္စည်းဖြစ်သွားရပေါ့နော်ဆိုတော့ဒီတခြားရေထွက်ကုန်ပစ္စည်းတွေထပ်စားလို့ရှိရင်ဒီရေညှိကလုံးဝကိုနာမည်ကြီးသွားတဲ့ရေထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သွားပြီးတော့ရုပ်သေးချွေတဲ့ဆိုတာကကြတယ်ရုပ်သေးဆိုရင်တမိုင်းတစ်လျှောက်ချွေတဲ့ဆိုရင်အများဆုံးတမိုင်းတစ်လျှောက်အများဆုံး 성과를 거두었습니다. 성과ဆိုတာကကြတော့ဒီမှာအောင်မြင်မှုကို 거두다ဆိုတာကရရှိတာပေါ့နော်ဆိုတော့တမိုင်းတစ်လျှောက်အများဆုံးအမြင့်ဆုံးအောင်မြင်မှုကိုရရှိခဲ့ပါတယ်တဲ့한국의 동물 코리아의 유닛တွေကတော့ရက်ကိုပါလာပြီးတော့박삭하다ဆိုရင်ကြွရရပေါ့နော်ပါလာပြီးကြွရပြီးတော့တဲ့시감이 좋으면 시감ဆိုတာကကြတော့ဒီအစားအသောက်ကိုဝါလိုက်တဲ့အခါမှာခံစားရတဲ့အထီးတွေ့ယူပေါ့နော်ဒီအစားအသောက်ကိုစားလိုက်တဲ့texture လို့ပြောမှာဒီအကူဝါတဲ့အခါမှာကျွတ်ကလေးနဲ့အဲ့လိုမျိုးပေါ့နော်သူရဲ့ texture ကဂျိုမျိုးကောင်းပြီးတော့တဲ့건강식으로 짠마이 니뇨의 아사사 아니래 레벨 인식되고 있습니다. 아티마뷰 캔야바에 딱말 캔하야바에 최근에는 아쿠 나바이마수이로 미국, 중국, 일본 외에도 아메리칸, 태국, 자pan 외에도 제가 자pan 앱진고 중동 제가 아시아레바인 데이터리 남미, 다운 아메리카 데이터리 등으로도 쌓인 미아리고 레벨 수출되고 있습니다. 땡보 미바리 나타나봐 한국의 레토르트 식품 제가자요 어떤사 사사원 디마서 코리아의 어떤사 사사비가 레벨 큰 관심을 받고 있습니다. 지마의 이 생물자물이고 야시는 그래서 루자이냐니리고 이 레토르트 식품은 어떤사 사사비가로 미리 조리된 음식을 미리 조리로 되셔가 찹겨타고요. 저희 조리로 찹겨타비나 사사비고
오래 보관할 수 있도록 아자지 헤이데이 타루야 만든 것인데 필로타라 제비로 몇 번 정도만 때우면 이 문에 안행의 립에 ပြန်ပြီးတော့အပူပေးလိုက်မယ်ဆိုရင်တဲဥတာအပူပေးလိုက်တာပြန်ပြီးအပူပေးလိုက်မယ်ဆိုရင်금방 먹을 수 있어ချက်ချင်းစားလို့ရရင်မို့လို့조리 시간을 이 힘차게 아침고 전략하게 이 최다로 양 해줍니다. လုပ်ပေးတယ်ပေါ့နော်ဆိုတော့ဒီသူတို့ရဲ့အတင်စားအစားအစာတွေပေါ့ဒီအတင်စားအစားအစာတွေဆိုတာကဒီအတင်ချက်ထားပြီးသားအစားအစာတွေကိုတို့ကအကြာကြီးဖြစ်အောင်ထိမ့်သိမ်းထားပြီးတော့အကြာကြီးထိမ့်သိမ်းလို့ရအောင်လုပ်ထားပြီးတော့ဒီစားအစာတွေကိုမိနစ်အနည်းငယ်လေးပဲအပူပေးလိုက်မယ်ဆိုလို့ရှိရင်ချက်ချင်းစားလို့ရတာမို့လို့ပေါ့နော်ဟင်းချက်တွေကြာချင်းတွေကိုလည်းဂျိုရီယာခတ်ကေချွေတာလို့ရအောင်ဟဲ့ချူနေတာပြုလုပ်ပေးပါတယ်တဲ့근데 이건 너무 먹지 마세요 건강에 안 좋아요 နော်ကျမယူတဲ့ကောင်းတဲ့စားစာတွေတော့မဟုတ်ဘူးပေါ့ဆိုတော့한국의 레토르트 식품은 이 코리아의 어떤 사사사에 맞서 이 바이밤에 소인 삼계탕 이 삼계탕들이 너블로시인 갈비탕 찌개 다료리리 뭐너 마솔로시인 삼계탕 소인에 나가 삼계탕 몇들을 사사 갈비탕 소시에 갈비탕 나네 요방로 공사 묘거너 저 찌개리 희유 된사야리 왜 사이 종류가 매우 다양하고 묘사리 안야지 다양하고 시비더 한국 음식을 코리아 사사리고 간편하고 르레드고 레린드고 요요시신리 맛볼 수 있다는 애야다 미지로야의 주의 정 때문에 저희 맛볼 수 있다는 점 때문에 이 코리아 사사리고는 비빔밥 같이 먹는데 이 크가 이렇게 로시 안 먹으면 알레르고 애야다 미지로야의 주의 찾아 점점 더 피비네 인기가 높아지고 있습니다. 유자의 나라니까 예를 하는 거너서요. 근데 여기서 리사바이마 바의 사사리고 너무 먹지 마세요. 혹은 이거 건강에 안 좋아요. ဒါဆိုလို့ရှိရင်ဒီစာပိုင်လေးကိုပြန်ပြီးလို့ထင်ပါရဲ့ရှင်